အားပေးကြည့်ရှုနေတော့ကျွန်တော်ပြည်သက်များခုချိန်မှာကျွန်တော်ရန်ကုန် SD Center ရုံးမှာလုပ်နေတဲ့ slide ကျိုးလည်းနဲ့တွေ့ဆုံမြင်များမှာဖြစ်ပါတယ်။တက်ကတူဘယ်လိုကြောင်းတက်ရတယ်လဲ။ပြင်ကျူတက်တူကြောင်းတက်တုန်းကဘယ်လိုလှုပ်ရှားပါဝင်ခဲ့တယ်လဲဆိုတာဒီကျွန်တော်လူငယ်တက်ကတူကြောင်းသားတွေလူငယ်တွေတည်နိုင်အောင်ကျွန်တော်တွေ့ဆုံမြင်များတာဖြစ်ပါတယ်။ကဲခုနဒီငီလေးမေးတယ်လို့ပေါ့နော်ကျွန်တော်လေးပညာရေးနဲ့ပတ်သက်ပြီးတော့မှမြန်မာပြည်မှာစေတန်းတော့အောင်ခဲ့တယ်ပြီးလို့ရှင်နိုင်ငံခြားတော့ပြီးတော့မှကျောင်းဆက်တက်တာပေါ့နော်ကျောင်းဆက်တက်တဲ့ကျွန်တော်ကနေဒါရောက်ပုံရောက်နေရဟိုအိန္ဒိယနိုင်ငံမှာ၄နှစ်လောက်နေတယ်နေတဲ့အချိန်မှာလည်းအတက်နိုင်ဆုံးအဲ့မှာဒုက္ခတွေဘဝအနေနဲ့ကျွန်တော်နေခဲ့ပါတယ်နယူးဒေလီမှာနေတဲ့အချိန်မှာခက်ခဲမှုတွေစင်ကုန်မှုတွေတော့အများကြီးပေါ့ဒါပေမဲ့မိမိမှာရှိတဲ့အချိန်ကိုဟိုပါပေါ့တန်ဖိုးစစ်ဆုံးအရှိဆုံးဖြစ်နိုင်အောင်ကျွန်တော်လည်းဘယ်လိုအသုံးပြုနိုင်မလဲတုံးချနိုင်မလဲဆိုတာကိုအမြဲတမ်းစဉ်းစားခဲ့အဲ့ချိန်တုန်းကကျွန်တော်လည်းအင်္ဂလိပ်စာကိုမိမိဘာသာလေ့လာပြီးတော့လေတော်တော်လေးအဲ့ဒါကအထောက်အကူပြုတ်တော့တယ်။ဘာလဲဆိုကနေဒါကျွန်တော်ကနေဒါနိုင်ငံရောက်တဲ့အခါမှာကျောင်းဆက်တက်ခြင်းတဲ့အခါမှာကျွန်တော်ဒုက္ခတွေဘဝတုန်းကလေ့လာခဲ့တဲ့အင်္ဂလိပ်စာရဲ့ဒီဟိုပါပေါ့အတွေ့အကြုံနဲ့ကျွန်တော်ဟိုပါပေါ့ကနေဒါနိုင်ငံကျောင်းစားတဲ့ခါမှာလည်းအထူးတလေအင်္ဂလိပ်ဘာသာကိုကျွန်တော်လေ့လာဆရာမလို့တော့ဘယ်နဲ့ပေါ့နော်ကျောင်းနေခွင့်ရခဲ့တာပေါ့အဲ့တော့ကနေဒါနိုင်ငံမှာကျွန်တော်ကျောင်းတက်တဲ့ခါမှာအဓိကတော့ကျွန်တော်တို့နိုင်ငံနဲ့သူတို့နိုင်ငံကွာခြားပုံကတော့တစ်ချက်ပေါ့နော်အများကြီးထဲမှာတစ်ချက်ကျွန်တော်ထောက်ပြပြီးတော့ပြောလိုတာဒီနိုင်ငံမှာကျွန်တော်တို့စေတန်းထိကျောင်းတက်တုန်းကလွတ်ကျက်တာကြီးပဲများတယ်နော်ကျွန်တော်တို့ကဥပမာဒီဂျီတန်ဘူးဆိုလို့ရှိရင်ဒီဂျီတန်ကဘယ်လိုဂျီတန်ဘူးဖြစ်အောင်တောက်လို့ရအောင်ဘယ်လိုလုပ်တယ်လဲဆိုတဲ့ဟာတွေကိုဟိုကနေဒါနိုင်ငံမှာကြတော့သူ့ရဲ့ concept နော်အခြေခံသဘောတရားသူ့ရဲ့အတွေ့အခေါ်တွေအားလုံးကိုဟိုចောင်းသားတွေကိုဟိုရှင်းပြတယ်တင်ပြတယ်အဲ့ဒါပဲဂျီဘူးចောင်းမေးပြီဆိုလို့ရှိရင်လူတယောက်ကဂျီဘူးကဘယ်ကနေဘေတောင်ကယူလာတဲ့ဂျီကိုသူတို့ကprocessing လုပ်ပြီးတော့မှဂျီတန်ဘူးအနေနဲ့တောက်လို့ရအောင်လုပ်တယ်လေဆိုတာခုခေါင်းထဲမှာရှိပြီဒါဘလို့မှမေးလို့မရတော့ဘူးဒါကြောင့်ကျွန်တော်မြန်မာပြည်မှာကြတော့အဲ့အချိန်တုန်းကကျွန်တော်နေတဲ့စေတန်းနေတဲ့အထိဆိုလို့ရှိရင်တော့အလွတ်ကြီးပဲကြက်နေရဒီဂျီတန်ဘူးတွေဘာကြက်တဲ့ခါကြတော့ဆာမွေးပွေးပြီးတာနဲ့မေ့သွားတယ်အဲ့ဒါဘာလို့မကောင်းဘူးလဲဆိုတော့ခုနပြောသလိုအကြောင်းအရာတစ်ခုကိုအခြေခံသဘောတရားသူ့ရဲ့ဟိုပါပေါ့ concept ကိုကျွန်တော်တို့သိနာမလေတော့ဘဲနဲ့အလွတ်ကြီးပဲကြက်နေတဲ့အခါမှာသူစာတွေကနေတဲ့အချိန်မှာကျွန်တော်တို့ကြက်လို့ရတယ်ဒါပေမဲ့စေတန်းအောင်လာပြီးတက်ကတူတက်လာပြီးစာတွေဖတ်စရာစာအုပ်တွေများလာတယ်ဖတ်ရမယ်လေ့လာရမယ်အကြောင်းအရာတွေများလာတယ်အဲ့ခါကျအလွတ်ကြက်လို့မရတော့ဘူးအဲ့ဒါကြောင့်မြန်မာပြည်ရဲ့ပညာရေးစနစ်ကျွန်တော်ဟိုပါပေါ့အတွေ့အကြုံရအဲ့ဒီအလွတ်ကျက်တဲ့စနစ်ကတော့လုံးဝကျွန်တော်မဖြစ်တင်ဘူးဟိုမတုံ့တင်ဘူးလို့ကျွန်တော်ထင်တဲ့အပိုင်းပေါ့နော်ကနေဒါနိုင်ငံမှာကျတော့ခုနပြောသလိုအလွတ်ကျက်တာမဟုတ်ဘဲနဲ့အကြောင်းအရာတစ်ခုကိုတေချာသူတို့အခြေခံသဘောတရားကရှင်းပြပြီးတော့မှဒါကိုပဲကျွန်တော်တို့ကနားလည်အောင်ကြိုးစားရပါတယ်ဒါလေးကတော့အဓိကကွာချက်အဲ့ဒါကလည်းဟိုပါပေါ့အရေးကြီးတဲ့ကွာချက်ပေါ့နော်အဲ့ဒါကြောင့်မြန်မာပြည်မှာအခုအထိဆက်လက်ပြီးတော့မှသူတို့အလွတ်ကျက်တဲ့စနစ်ကိုကျင့်သုံးသေးလားတော့မသိဘူးဒါကတော့ကျွန်တော်အနေနဲ့တော့လုံးဝမဖြစ်တဲ့စနစ်လို့ကျွန်တော်ထင်ပါတယ်အခုမှလည်းကျွန်တော်သုံးနေတဲ့ဟာလေးတွေရှိတယ်ဆိုတော့တိုင်းဘာသာစကားနဲ့ကျွန်တော်စာရေးနေတော့အလွတ်ကြီးပဲကျွန်တော်ရှင်းမှာတော့အချက်ရတာပေါ့လေအဲ့ဒီကြိုထွားနိုင်အောင်ဘာလူမလေးပေါ့နော်အလွတ်ကျက်တဲ့ဟာတွေရှိသေးတယ်ဆိုတာဟာပေါ့နော်ဟိုအလွတ်ကျက်တွေဆိုတော့ခါမှာဟိုပါပေါ့ဘယ်လိုပြောမလဲဒီခွေးချရမယ့်အခန်းကဏ္ဍတော့ရှိကောင်းရှိမှာပေါ့ကျွန်တော်တင်ချာ solution formula ကတော့ကျွန်တော်ချက်ဖို့လူတွေလေနော်တင်ချာနဲ့ပတ်သက်လာပြီ solution ဒီ formula ကြီးကကျွန်တော်တို့ဆွေးနေအောင်ဒါတွေတော့တက္ကန္တာပေါ့ဒါပေမဲ့ခုနကျွန်တော်ပြောတာကတမိုင်းတို့နော်တခြားအကြောင်းအရာတွေဟိုလေ့လာတဲ့ခေါင်းတွေလွတ်ကျက်တယ်ဆိုတော့ကျွန်တော်လုံးဝနားမလည်နိုင်ဘူးဒါကတော့ပဲဖြစ်တင်တဲ့ဟာပေါ့နော်ဘာပဲဖြစ်ဖြစ်ဟိုပါပေါ့အလွတ်ကျက်တဲ့စနစ်ကကျွန်တော်တို့ဟိုပါပေါ့လာမယ့်ဖြစ်စဉ်မှာလဲအကောင်းဆုံးကြိုးစားပြီးတော့မှဟိုပါပေါ့အကြောင်းအရာတစ်ခုကိုကလေးတွေကចောင်းသားចောင်းသူတွေကကာနာလီနိုင်အောင်
သူ့ရဲ့အခြေခံသဘောတည်းသူ့ရဲ့အတွေ့အခေါ်ဘာလဲဆိုတာကိုပဲအဓိကရှင်းပြတဲ့အပိုင်းကိုပဲကျွန်တော်အသာထားပြီးတော့လေ့လာတင်တယ်အဲ့လိုမျိုးမှာမလွေးမရှောင်တာကျွန်တော်တို့ကဒါတော့ကျွန်တော်တို့ဟိုမကြက်ရမယ့်အပိုင်းတွေရှိလေဆိုလို့ရှိရင်ဒါတော့မတက်နိုင်ဘူးဒီအပိုင်းပဲကျွန်တော်ပြောချင်တာကြတော့ကျွန်တော်တို့အကောင်းဆုံးကြိုးစားရမှာကတော့အလွတ်မကြက်တဲ့နီးပဲအဲ့ဒါကိုပဲအဓိကကျွန်တော်ပြောချင်ပါတယ်ဒါပေမဲ့တချို့တလေမှာကြက်ရမယ့်အပိုင်းရှိလို့ရှိရင်ဒါတော့မတက်နိုင်ဘူးပေါ့နော်ခုကျွန်တော်မြန်မာနိုင်ငံလေးတိုးတက်လာပြီဆိုတော့ဒီနိုင်ငံခြားမှာကြောင်းတက်တဲ့လူငယ်တွေပူများလာတော့ဗောလေဆိုတော့အဲ့ဒီနိုင်ငံခြားမှာကြောင်းတက်ပြီးတော့အဲ့ဒီပြီးလာတာနဲ့ကျွန်တော်လုံဝိုင်းခွင်မှာလုပ်နေတဲ့အချိန်မှာပေါ့နော်ဒါဒီထူခြားတယ်လေပေါ့နော်ဟိုဘယ်လောက်ထိထုတ်ကူဖြစ်စေတယ်လေပေါ့နော်နိုင်ငံခြားကြောင်းတက်တဲ့ဟိုချူချယူများရှင်းတော့ဟုတ်ကဲ့အဓိကအကျူကျေးယူလို့ပြောတဲ့အခါမှာအခုတကဘာလုံးတိုင်းတာနေနဲ့ဟိုဟာပေါ့အားလုံးသိတဲ့အတိုင်းပဲအင်္ဂလိပ်ဘာသာစကားကိုပဲကျွန်တော်တို့ရဲ့ဟိုဟာပေါ့ဘုံစကားလို့ဖြစ်သွားတယ်လေအဲ့တော့အင်္ဂလိပ်ဘာသာစကားကိုကျင့်သုံးတဲ့နိုင်ငံတွေမှာကျောင်းတက်ကျောင်းသူကျောင်းသားတွေအနေနဲ့ဒီကိုကျွန်တော်တို့ဒီဂရီတွေယူပြီးတော့ပြန်လာတဲ့အခါမှာဘာဖြစ်ဒူတိုင်းပြည်မှာလှုပ်တဲ့ခါမှာလဲအင်္ဂလိပ်စာနဲ့ကျွန်တော်တို့လေ့လာခဲ့တဲ့အတွက်ကြောင့်မလို့ဒီတခြားနိုင်ငံတွေနဲ့အင်္ဂလိပ်စာသုံးတဲ့နိုင်ငံတွေနဲ့စကားပြောတဲ့လှုပ်တဲ့ခါမှာတော်လေးအဆင်ပြေတယ်ဒါပထမအပိုင်းပေါ့နော်ပြီးတော့ဒုတိယပိုင်းကဘာလဲဆိုတော့ဟိုမှာလဲကျောင်းတက်လာတော့ခုနပြောသလိုကျောင်းသားတွေနဲ့ဆရာတွေကလည်းဘာပဲဖြစ်ကုဆရာလူဟိုယူသေးတော့ယူသေးတယ်ဒါပေမဲ့မိတ်ဆွေလူပေါင်းပြီးတော့မှဟိုစကားပြောအမြင်ချင်းဖလေဆိုရဲအခြေအနေဒီမှာကျတော့ဆရာကိုပဲဘခုပြုတ်ပြီးတော့မှဆရာမတွေပြောတဲ့ဟာကိုပဲကျွန်တော်တို့ကဒီဘယ်လိုပြောမလဲပြောတဲ့အတိုင်းပဲလုပ်ရတယ်ကလေးတွေကိုသူတို့ဒီထွင်ရန်ရှိအောင် critical thinking ပိုင်းတွေရှိအောင်ဆိုတဲ့ဟာမျိုးကဘယ်လိုပဲတိတ်အားမပေးခဲ့ဘူးပေါ့နော်အဲ့ခါကျတော့ကျွန်တော်ပြောချင်တာခုတော့နိုင်ငံခြားမှာအကြောင်းတက်တုန်းကဒါတွေကဆရာတွေမိမိကိုပဲအားကိုးပြီးတော့မှအကြောင်းအရာကိုလေ့လာရတယ်ဆရာတွေကနီးလမ်းမေးပြတယ်ကဲဒီမှာမင်းတို့ဟိုဘယ်လိုပြောမလဲဒီတယ်လီဖုန်းဆိုလို့ရှိရင်ဘယ်လိုလုပ်တယ်လဲဆိုတော့ဟာနဲ့ပတ်သက်ပြီးတော့ပေပါကြီးပါဆိုတာမျိုးဆိုင်မင်ပေးလိုက်တယ်အဲ့တော့ကိုကသူတို့နီးပဲပြပြီးတော့မှကိုကဘူးလေ့လာပြီးတော့ဒါတွေရေးရတယ်ပေါ့နော်အဲ့လိုမျိုးလုပ်တဲ့ခါမှာလေဆရာတွေကအများတိုင်းပဲကျွန်တော်တို့လိုအပ်တဲ့ခါမှာအကြံတွေပေးလာတယ်အဲ့တော့မိမိကိုပဲအားကိုးတဲ့လေ့လာတဲ့စနစ်လေးဖြစ်တယ်လို့ပြောလို့ရတာပေါ့အဲ့ခါကျတော့ဘာဖြစ်တော့လဲဆိုကြာလာတော့မိမိကို confidence ကယုံကြည်စိတ်ချမှုကလည်းတော်တော်လေးကောင်းလာတယ်အဲ့ဒါကြောင့်နိုင်ငံခြားမှာတွေ့ကြုံရခဲ့တဲ့ပညာတွေပြီးတော့မှအဲ့လိုကျွန်တော်တို့ဒုနိုင်ငံကိုပြန်လာပြီးတော့လှုပ်တဲ့ခါမှာဆိုလို့ရှိရင်ဘာပဲဖြစ်လူတိုင်းကိုဘယ်လိုပြောမလဲတန်းတူဆက်ဆံလာတယ်နော်ဘယ်သူမှဟိုဘယ်လိုပြောမလဲတရားတော့ဟိုတမရဖြစ်လို့တရားတော့ဟိုဗာလဲဒီဒရဝမ်ဖြစ်လို့ဆိုတာခွေချစိတ်ကကျွန်တော်တို့မှကျွန်တော်မှတော့လုံးဝမရှိဘူးတန်းတူပဲဆက်ဆံတယ်ကိုပြောတဲ့ဟာကိုထင်းတဲ့ဟာတွေလွတ်လပ်နဲ့ပြောရဲတယ်ဆူရဲတယ်ယုံကြည်စိတ်ချမှုကတော့ရှိတာတယ်အဲ့ဒါကြောင့်အကျိုးအမြတ်လို့ပြောတဲ့ခါမှာအများကြီးလူတယောက်ကခုနပြောသလိုမိမိကိုယုံကြည်စိတ်ချမှုကတော့တော်တော်လေးလိုအပ်တယ်လေအလောက်ခွင့်မှာပဲဖြစ်ပါဘယ်မှာပဲဖြစ်ပြီးတော့လူတကာတိုင်းကိုကျွန်တော်ကတော့တန်းတူပဲဆက်ဆံတဲ့အကျင့်ပေါ့နော်ဒါတွေကအဲ့ဒီပညာကြီးကနေကျင်လာတဲ့အကျင့်လေးလာခဲ့တဲ့အတွေ့အကြုံရလာတဲ့ဟာတွေပေါ့နော်ကျွန်တော်ဒီနိုင်ငံခြားမှာကြောင်းတက်ဖို့တော့ပေါ့နော်ဟိုပါရီချင်းတွေဟိုပါရီရှိတဲ့ဒီနေ့အတွေ့အကြုံလေးတွေဒါကြတော့ဟိုရေဘူးရအဖြစ်ပဲကျွန်တော်ပြောချင်တယ်ဘာဖြစ်လို့ဆိုတော့နိုင်ငံတနိုင်ငံနဲ့တနိုင်ငံရဲ့ပညာရေးစနစ်လေးမတူတဲ့ပုံမှာပေါ့နော်သူနိုင်ငံတွင်းမှာတော့ခုနပြောသလိုအဓိကကိုတက်ချင်တဲ့ကြောင်းနဲ့ပတ်သက်ပြီးတော့မှသူတို့ရဲ့ဆန်ဟိုပေါ့ criteria ကပါလေဆိုတာသူအမေရိကန်ပြောမယ်အမေရိကန်တနိုင်ငံလုံးနေနဲ့တချို့လေ့လာတင်တာတော့ကျွန်တော်လေ့လာမယ်ဒါပေမဲ့အဓိကကြည့်ရမှာကျွန်တော်ကဟိုရဲမှာတက်ချင်တယ်လားဆိုလို့ရှိရင်ရဲကလောက်ရမဲ့ဟာတွေပေါ့နော်ចောင်းတစ်ចောင်းနဲ့မတူတဲ့ဘိုင်းကိုကျွန်တော်နည်းလေးထောက်ပြတာပါအဓိကကတော့အခုတည်းချာကျွန်တော်အင်္ဂလိပ်စာဘာသာတော့ကျွန်တော်တို့လုံးဝဒီကျွန်တော်နိုင်ငံကအင်္ဂလိပ်ကိုဟိုပါပေါ့ရုံးသုံးနေနဲ့မသုံးတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကပြီးလာတဲ့ចောင်းသူចောင်းသားတွေကဘာဖြစ်ဒီမှာရလာတဲ့ degree တွေကယူသွားပြီးတော့မှတခါလေးဘယ်လိုပြောမလဲဟိုနိုင်ငံကအတိမတ်ပြုတ်တာတွေကနေတဲ့ခါကျတော့
နိုင်ငံခြားကိုတွားပြီးတော့လေ့လာခြင်းတဲ့လူတိုင်းကတော့အင်္ဂလိပ်စာကိုတော့မကောင်းလို့မရဘူးပေါ့နော်အဲ့မှာတော့ TOEFL တွေဖြီးပြီးတော့မှသူ့နိုင်ငံကတတ်မှတ်ထားတဲ့ဟာတွေအောင်မှပဲတွားလို့ရတာဟုတ်အဲ့ဒါကြောင့်ကျွန်တော်အဓိကအားပေးချင်တာကတော့ကျွန်မအနေနဲ့ဘယ်အကြောင်းအရာနဲ့ကြောင်းပြီးတာလဲတမိုင်းနဲ့ပြီးတယ်ဆိုလို့ရှိရင်ဒီတမိုင်းနဲ့မေဂျာနဲ့ပတ်သက်ပြီးတော့တခြားနိုင်ငံမှာကြောင်းသွားတက်ချင်တယ်ဆိုရင်ဩစတြေးလျမှာဆက်တက်ချင်တယ်ဆိုရင်ကိုတက်ချင်တဲ့ကြောင်းကိုပဲအဓိကလေ့လာပြီးတော့မှအင်္ဂလိပ်ဘာသာစကားကိုတော့တော်တော်လေးမွတ်နေအောင်ပြောနိုင်အောင်မို့လေဘာဖြစ်အခုကလေးကနေလေ့လာထားတာတော့ကောင်းတယ်တချို့ကျွန်တော်ကြုံဖို့ရတွေ့ဖို့ရကြောင်းသားကြောင်းဟိုတက္ကသိုလ်ကြောင်းသားတွေမေဂျာကျွန်တော်နိုင်ငံခြားရောက်မှပဲအင်္ဂလိပ်ဘာသာလေ့လာမယ်ဆိုတာတွေကျွန်တော်ပြောချင်တာကတော့ဟိုရောက်မှပဲဒီရောက်မှပဲဒီဖြစ်မှပဲဆိုတာမျိုးကိုတော့လုံးဝဘယ်တော့မှမထားပါနဲ့เนาะအဲ့လိုမျိုးလေးမစင်စားပါနဲ့အခုရတော့အခွင့်အရေးအခုအချိန်ဒီမိမိအတွက်အကောင်းဆုံးဖြစ်တယ်ဆိုတော့ဟာနဲ့เนาะအခုဆိုလို့ရှိရင်ဘာပဲဖြစ်internet တွေကကောင်းလာတော့เนาะကျွန်တော်တို့ဟိုနိုင်ငံတကာမှာကိုလေ့လာခြင်းတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှကိုကဖတ်လို့ရတယ်လေဒီမှာလေ့လာလို့ရတယ်အဲ့ဒါကြောင့်အခုကလေးကနေဟိုပြင်ဆင်တင်တာတွေမိမိအကောင်းဆုံးပြင်ဆင်ဖို့ကိုတော့ကျွန်တော်ပြောချင်တယ်ဟိုရောက်မှပဲလုပ်မယ်ဆိုတာမျိုးကိုတော့လုံးဝစိတ်ထဲမှာမသွင်းစေချင်ဘူးစောစောကျွန်တော်ပြောသလိုဒီကျွန်တော်လေးဒုက္ခတွေဘဝအနေနဲ့ဒီလေးနှစ်နေတဲ့အချိန်မှာကျွန်တော်TOEFLလေးတက်လို့မရဘူးကျွန်တော်တို့ကငွေကြေးလေးတက်နိုင်တာမဟုတ်ဘူးအဲ့အချိန်တော့ပေါ့နော်အဲ့တော့မိမိကျွန်တော် grammar စာအုပ်ဝေးတယ်နော်ပြီးတော့ကျွန်တော်အင်္ဂလိပ်စာနဲ့ရေးတဲ့ဒီအကြောင်းအရာတွေကိုလေ့လာတယ်ဟို meaning စာအုပ်လေးတွေလုပ်တယ်အဲ့လိုနဲ့ပဲလေ့လာပြီးတော့မှကိုလည်းနည်းနည်းပြောတတ်လာတယ်နားလေလာဆိုရင်မဲ့လုံးဝကောင်းလာတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်လေးပြင်ဆင်ခဲ့လို့ကနေဒါရောက်တဲ့ခါမှာလည်းကြောင်းတက်တဲ့ခါမှာတခါလေးဘာပဲဖြစ်ဒီအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ခက်ခဲမှုတွေမရှိခဲ့ဘူးပေါ့နော်ဘာလို့ဆိုတော့ဒီကကျောင်းသူကျောင်းသားတွေလည်းအဓိကကျွန်တော်ဟိုတိုက်တွန်းချင်တာကတော့အခုရတဲ့အခွင့်အရေးဒီချင်းပြည်နယ်မှာပဲနေရန်ကုန်မှာပဲနေပဲခူးမှာပဲနေကိုနေတဲ့ကိုတက်တဲ့ကျောင်းထဲမှာကျွန်တော်တို့ကလူတိုင်း24နာရီပဲချိန်ရှိတယ်အဲ့တော့ကျွန်တော်တို့ဟိုတရက်မှာ2နာရီ2နာရီလောက်အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့လေ့လာဖို့အတွက်အချိန်ပေးထားတယ်လေ့လာတယ်ဆိုလို့ရှိရင်နော်နေ့တိုင်းစဉ်းစားကြည့်တစ်ပတ်မှာတစ်လမှာတစ်နှစ်မှာဘယ်လောက်ထိတက်နိုင်မလဲနော်ပြီးတော့ဒီလူမျိုးလေ့လာတဲ့ခါမှာလည်းလုံးဝဟိုပါပေါ့ဘယ်လိုပြောမလဲဒီမိမိကိုအကြံပေးနိုင်မယ်လို့ထင်တဲ့လူတွေအားလုံးကိုလည်းအကြံမေးတင်တယ်အကြံတောင်းတင်တယ်ပြီးတော့မရှက်တင်ဘူးလို့ကျွန်တော်ထင်တယ်ကျွန်တော်တင်ချင်တယ်ကျွန်တော်အင်္ဂလိပ်စာတင်တော့ဆိုလို့ရှိရင်အင်္ဂလိပ်စာနဲ့တော်တဲ့လူတွေကိုကျွန်တော်အင်္ဂလိပ်စာနဲ့သွားစမ်းကြည့်တယ်ပြောတယ်တခါလေချင်းဟိုပါပေါ့ဒီကျွန်တော်ရဲ့ broken English လေးတွေကိုလည်းအရင်တော့သူတို့ကဒါဟိုမကောင်းပိုင်းရပြောတယ်ကျွန်တော်မရှက်ဘူးဘာလို့ဆိုကျွန်တော်တင်ချင်တာကိုအဲ့ဒါလူမျိုးနဲ့ကျွန်တော်ဒီအားရှိတဲ့ဒီကလေးဟိုပေါ့အကြောင်းသူအကြောင်းသားတွေကိုလည်းတိုက်တွန်းခြင်းနဲ့ပေါ့နော်အဓိကတော့မိမိကိုရှိတဲ့အခွင့်အရေးရှိတဲ့အခြေအနေလေးကိုအကောင်းဆုံးအသုံးပြုတတ်ပါဆရာကတော့ဒီအကြောင်းတက်တုံးပါပေါ့နော်ကနေဒါမှာနေတုံးကပဲဖြစ်ဒီ新疆大单没干嘛？这就叫搞搞下面部的国家呀。那么就是一里八文青叶和猪，包喏。我哋ပြန်လာတဲ့ခါမှာလည်းအများကြီးပါလိဟိုလောက်ဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ဟိုလေးနေအဲ့တော့ဟုတ်တယ်ကျွန်တော်တို့ကျွန်တော်တက်ကတူတက်ခဲ့တုန်းကကနေဒါမှာတက္ကသိုလ်တက်တုန်းကချင်းချောင်းသားများတာမကမျိုးအမေရိကလို့ကျွန်တော်ခေါ်တဲ့ဒီအမေရိကန်နဲ့ကနေဒါမှာရှိတဲ့ကျွန်တော်ချင်းတက္ကသိုလ်ကျောင်းသားတွေကဒါဟိုဖွဲ့စည်းထားတဲ့တာမကမှာကျွန်တော်ဥက္ကဋ္ဌဟိုပေါ့ဒီနှစ်ကြိမ်လောက်ခဲ့တယ်အဲ့လိုလောက်ခဲ့ရခြင်းအပြင်ဒီလိုမျိုးအင်္ဂလိပ်လိုခေါ်ရတော့ extra curricular activities လို့ခေါ်တာပေါ့နော်ကျောင်းတက်တဲ့ချိန်မှာကျောင်းနဲ့ပတ်သက်တဲ့စာကိုပဲလေ့လာတာမဟုတ်ဘဲနဲ့အပြင်ကလှုပ်ရှားမှုတွေမှာလည်းကျွန်တော်ဝင်ပါတဲ့ဟိုပေါ့ activities တွေပေါ့အဲ့ဒါရဲ့အကျိုးမြတ်ကပါလေဆိုလို့ရှိရင်အထူးသဖြင့်ကျွန်တော်ဒီနိုင်ငံမှာတက္ကသိုလ်မတက်ဖြစ်တော့ဒီမှာတော့မသိဘူးဒါပေမဲ့ကနေဒါတို့အမေရိကတို့မှာဘယ်လောက်ထိအကျိုးမြတ်ရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့ BA နော် BA ပြီးပြီသူက master ကိုကျောင်းတက်ဖို့တော့ကျောင်းလျှောက်မယ်ဒါမှမဟုတ်ဒီPhD အတွက်ရှောက်မလားဥပမာပေါ့နော်ကျွန်တော်ကျောင်းလျှောက်တဲ့အခါမှာအမေတန်းသူတို့က
admission ကိုကြီးတဲ့ခါမှာကျွန်တော်ကျောင်းတက်တယ်ဆိုတော့ကျွန်တော်တို့ဘာသာရပ်နဲ့ပတ်သက်ပြီးတော့မှအကောင်းဆုံးကျောင်းမှာကျောင်းတက်ချင်ကြတယ်အဲ့လိုကျောင်းတက်တဲ့ခါမှာကျွန်တော်ရှောက်လွှတ်တင်ကြတယ်ရှောက်လွှတ်တင်တဲ့ခါမှာသူတို့ရှောက်လွှတ်တင်လာတဲ့ကျောင်းသားတွေကိုဘယ်သူကကျွန်တော်တို့ကျောင်းမှာတက်ခွင့် admission ပေးမလဲမပေးဘူးလေဆိုတော့ကြီးတဲ့ခါမှာဟုတ်ကဲ့ပထမဆုံးသူတို့ကြီးတာကတော့ဟိုပါပေါ့စားတော်သလားသူ့အမှတ်ကောင်းသလားဆိုတော့တခုပါဒါပေမဲ့ဒုတိယတစ်ခုအင်မတန်မှကြီးတာကဒီကျောင်းသူကျောင်းသားကအပြင်မှာရောသူ့ရဲ့ community အတွက်သူ့လူမျိုးအတွက်သူ့ရဲ့အတင်းတော်အတွက်ဘာငယ်ပေါ့နော်အပြင်လောကမှာရောဘယ်လောက်ထိအားကိုးရလဲဆိုတာကိုသူတို့ကအမှတ်တသက်လူမျိုးနဲ့တပူပေါ့ပေးတဲ့ဟာတွေရှိတယ်အဲ့လိုမျိုးကျွန်တော်ကျောင်းသားသမဂ္ဂတွေမှာဝင်ပါခြင်းအပြင်ဘာကောင်းတော့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီလူကတော့စာသေးမကြည့်ဘူးသူ့ community သူ့ရဲ့လူမျိုးတွေလည်းတက်နိုင်ဆုံးကျူးစားတဲ့ဟာဆိုတဲ့ခါကျတော့တပိုင်းတာသွားပြီကျွန်တော်တို့ကအဲ့လိုမျိုးကျောင်းတက်တဲ့ခါမှာတောင်မှအခုတခြားအကျိုးမြတ်တွေပြောမယ်ဆိုလို့ရှိရင်ဒီလူမျိုးကျောင်းသားသမဂ္ဂတွေမှာဝင်လောက်ခဲ့တဲ့အတွက်ကျွန်တော်တို့ကတခြားလူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့ခါမှာလည်းပို့ပြီးတော့အဆင်ပြေတဲ့ပိုင်းเนาะ interpersonal skill တွေကတော့အများကြီးပါလာတာပေါ့ဒါကတော့တခြားကိစ္စဒါပေမဲ့ကျွန်တော်ကျောင်းတက်တဲ့အချိန်မှာကိုကတော်တော်လေးကိုအကျိုးမြတ်ပြုတ်လာတာကကျောင်းတွေကျွန်တော်တို့ရှောက်တယ်အလုပ်တွေရှောက်တယ်တခုရှောက်တဲ့ခါမှာဒီလူကစားထဲမတော်တာမဟုတ်ဘူးအပြင်လောကမှာလည်းအာကူထိုက်တဲ့လူဖြစ်တယ်ဆိုတော့ဟာပေါ့နော်အဲ့လိုရှိတဲ့အခါကျတော့ကျွန်တော်ဆိုလို့ရှိရင်အဲ့လိုToronto University မှာ Master တက်ဖို့ရှောက်လာတင်တော့BA ပြီးတော့တက်တဲ့ချိန်မှာအဲ့လိုမျိုးခုနပြောသလိုဘာကြောင့်စိတ်ဝင်စားလဲဆိုတဲ့အကြောင်းတွေတက်တယ်ရေးထားတယ်ပြီးတဲ့ပြင်ကျွန်တော်အကြောင်းကိုသတင်းစာ local သတင်းစာတွေမှာရေးထားတဲ့ဟာတွေကိုလည်းအကုန်လုံးစုပြီးတော့မှအဲ့ဒါကိုပါထိပ်ပြီးတော့ပို့ရတယ်ဆိုတော့သူတို့ကဒါအရန်တန်ဖိုးထားတယ်အင်မတန်မှအထောက်ကိုပြုတ်တယ်အဲ့ဒါကြောင့်ကျွန်တော်ပြောချင်တာဒီတက္ကသိုလ်ကျောင်းတက်နေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံကကျောင်းသူကျောင်းသားတွေပေါ့နော်အခုကကျွန်တော်နိုင်ငံအတွင်းထဲမှာလည်းမဟုတ်ဘူးပြည်ပမှာလည်းကျောင်းတက်ဖို့စဉ်းစားတဲ့လူအထူးသဖြင့်ဆိုလို့ရှိရင်ခုနပြောသလိုမိမိကျောင်းမှာစာနိုင်တာတော့အရေးကြီးဆုံးပေါ့နော်ဒါကတော့မေ့စရာမရှိပါဘူးစာပြင်ဒီလူမျိုးကျောင်းသားသားမဲ့ကတွေရဲ့လှုပ်ရှားမှုနော်မိမိ community မိမိရက်ကွက်ရဲ့လှုပ်ရှားမှုလည်းအတက်နိုင်ဆုံးဝင်ပါအဲ့ဒီဝင်ပါခြင်းအပြင်လှုပ်ခြင်းအပြင်နော်အတွေ့အကြုံတွေလည်းအများကြီးရလာတဲ့ပြင်ကျောင်းဆက်တက်တဲ့ခါမှာလည်းရှောက်လို့တွေတင်ကြတဲ့ခါမှာလည်းအင်မတန်သူများထက်ရန်တော်တဲ့လူတယောက်ဘာမှအပြင်လောကမှာလည်းဘာမှအလုံးမလုံးတဲ့လူတယောက်နဲ့တကယ်လို့ရွေးရမယ့်အခြေအနေဖြစ်လာပြီဆိုလို့ရှိရင်ကိုကတပိုင်းတာသွားပြီအဲ့ဒါကျွန်တော်တို့တကယ်လေးတိုက်တွန်းခြင်းတယ်တော်အဲ့လိုမျိုးပြောခြင်းအပြင်အပြင်လောကကိုပဲဦးစားပေးပြီးတော့စာမနိုင်တာကြတော့လုံးဝမဖြစ်တင်ပါဘူးလို့เนาะဒါကျွန်တော်လေးចောင်းသားဘုရားနေခေတုန်းကဘာဖြစ်ခုနပြောသလိုတရက်မှာကျွန်တော်အလုပ်လုပ်ချိန်ចောင်းသွားချိန်ပြီးတော့assignment လုပ်မဲ့ချိန်တော့တည်တံ့ကျွန်တော်တို့ဒါတော့လူတစ်ကြောင်းသားတိုင်းမှာရှိတာပဲစာနိုင်အောင်လေးလုပ်တယ်လုပ်တဲ့ပြင်အပြင်လောကမှာခုနကျောင်းသားတာမကတို့ချက်ကျောင်းမှာလေးဝင်ပါတယ်အဲ့တော့ဝင်ပါချင်းရဲ့အကျိုးမြတ်ကတော့အများကြီးပေါ့နော်အဓိကကျွန်တော်ပြောချင်တယ်ဒီလူမျိုးပါဝင်ဖို့လေးတိုက်တွန်းတယ်လို့တစ်ဖက်ကလည်းကုစာဖို့တော့နိုင်အောင်တော့လုပ်ဖို့တော့လိုတာပေါ့နော်အဲ့ဒီကျွန်တော်တို့ချင်းကျောင်းသားတာမကတွေချင်းတက်ကတူခွေးစီဒီကလည်းဒီမှာကျွန်တော်တို့ချင်းပြည်နယ်မှာလှောက်ရှားနေတာရှိပါတယ်။ပြည်တော်ဝင်ချင်းနဲ့ပေါ့နော်။အဲဒီချင်းမှာတခုဆိုရဲကျွန်တော်ရဲ့ unity ကို focus လုပ်ပြီးတော့တွားနေတာရှိပါတယ်။တချို့လူတွေကတော့ဒီ unity ဖြစ်ဖို့ uniform မလို့ပေါ့ချင်းဆိုရဲခံယူဖို့မလို့ပါပေါ့။ဇုံလေးဖြစ်ချင်းဖြစ်မယ်ပေါ့နော်။ဇုံလေးဖြစ်ချင်းဖြစ်မယ်ပေါ့။ကျွန်တော်တို့မျိုးနွေစုနာမျိုးတွေဆွေးကန်ထားတဲ့စာလေးတွေရှိပါတယ်။ဆိုတော့ကျွန်တော်မေးချင်တာကတော့ဒီကျွန်တော်ချင်းရဲ့ဆူစီရုံနော်လေဆူစီရုံအတွက်ကဘာကြီးတယ်လဲပြင်ဒီမိုကရေစီကောင်းကောင်းလေးစင်တန်တဲ့ဖို့အတွက်ကဘာကြီးမလဲပေါ့နော်ကျွန်တော်ရဲ့ចောင်းသားလူငယ်အတွက်ဘာများအဓိကကျွန်တော်တို့ချင်းအတိုင်းတာနဲ့ပြောမယ်ဆိုလို့ရှိရင်ဟုတ်ကဲ့ချင်းလူမျိုးတွေရဲ့ဒီစီလုံးငင်ငွေကြီးကတော့အင်မတန်ကြီးတယ်ဒါ
ကျွန်တော်တို့ခက်ဆက်တက်ကတူចောင်းသားတာမကခေါင်းဆောင်တွေကဆက်ထင်းခဲ့တဲ့ထင်းပူဂျူစာပြီးတော့လုပ်နေတဲ့လုပ်ငန်းမျိုးဖြစ်ပါတယ်เนาะတာဝန်လေးဖြစ်ပါတယ်လာမဲ့ဖြစ်စဉ်မှာလည်းကျွန်တော်ចောင်းသားတာမကတွေမှာပဲဖြစ်လှုပ်ရှားတဲ့အခါမှာကျွန်တော်တို့ချင်းနာမည်ကိုတုံးပြီးတော့မှချင်းចောင်းသားများတာမကတွေတဘောရန်ကုန်မှာလားမန္တလေးမှာလားဟာကမှာလားဖွဲ့ပြီးတော့လှုပ်ရှားကြမယ်ဆိုလို့ရှိရင်အဓိကတစ်ခုကျွန်တော်မှာချင်တာကတော့ကျွန်တော်ဒီချင်းဖြစ်တဲ့ချင်းလူမျိုးတွေအတွက်လုပ်မယ်ဆိုတော့ဥထုတ်ပြီးစောင့်ကြပါကျွန်တော်ကဒေတာန္တရကြည့်မယ်ဆိုတော့ကျွန်တော်ရဲ့ဟိုပါပေါ့မွေးရဒေတာနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဇိုဖိတ်ကဖြစ်နိုင်ရဖြစ်ကောင်းဖြစ်မယ်ဟိုတီတင်ကဖြစ်ကောင်းဖြစ်မယ်ဒါတွေကိုဘုရားတို့မေ့ထားလိုက်ကျွန်တော်ဒီချင်းချောင်းသားများကတာမကမှာချင်းနာမည်ကိုတတ်ထားတဲ့အဖွဲ့အစည်းမှာကျွန်တော်လှုပ်ရှားတဲ့အတွက်ကျွန်တော်ရဲ့အဓိကဥထုတ်ဆောင်တာဒီကျွန်တော်ချင်းအတွက်ဖြစ်တယ်ချင်းအကျိုးချင်းလူမျိုးတွေရဲ့အကျိုးမြတ်ကိုပဲเนาะဟို interest ပေါ့နော်အဲ့ဒါကိုပဲကျွန်တော်အာယုံစိုက်ပြီးတော့လုပ်မယ်ဆိုတော့ကိုတော့ကျွန်တော်တို့ထားဖို့တော့လိုတယ်ဟုတ်ကဲ့အဲ့ဒီအတွင်းမှာခုနပြောသလိုဟိုပါပေါ့ data န္တရာလိုက်နော်မြို့နယ်စုလိုက်တဘောကကျွန်တော်တို့ရဲ့သုံးတဲ့ဒီဘာသာစကားလေးတွေနော် dialect တွေမတူတာတော့ရှိမယ်ပြီးတော့ကွေးပြတဲ့အပိုင်းတော့ရှိမယ်ဒါကတော့ကုဒေတာဟိုပါပေါ့ကုဒေတာမှာဟိုကုဒေတာနာမည်ခံနဲ့လှုပ်ရှားမယ်ဆိုတော့ဒါအကွေ့ပိုင်ခွင့်ရှိတယ်လေဒါ diversity ကိုတော့ကျွန်တော်တို့ဟို blue မှာ encourage ဟိုအားပေးတင်တယ်ရှိတင်တယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာတော့ကူဆောင်းထားတဲ့ဥထုတ်ကိုဆောင်းတတ်ဖို့တော့လိုတယ်ကျွန်တော်ချင်းအမျိုးသားတွေလုပ်ပြီးဆိုရင်ကျွန်တော်ဒီဘာပဲဖြစ် policy ချတဲ့ခါမှာမူဝါဒဆွဲတဲ့ခါမှာစဉ်းစားတဲ့ခါမှာကျွန်တော်ကဖလမ်ဖြစ်လို့ဖလမ်ဖက်ကိုကြည့်ဟာခါဖြစ်လို့ဟာဖက်ဒါတွေမလုပ်တင်ဘူးလို့ကျွန်တော်ထင်တယ်အဓိကတော့ကျွန်တော်ချင်းဖြစ်တဲ့အတွက်ချင်းလူမျိုးအတွက်ဘာကောင်းဆုံးဖြစ်လဲဆိုတာကိုကျွန်တော်အုတ်ထုတ်ကိုအဓိကထားပြီးတော့ဆောင်းတတ်ကြရင်အဲ့ကိုကျွန်တော်အတွင်းထဲမှာလဲဟိုပါပေါ့ရန်ဖြစ်စရာနားလည်မှုလွေးစရာအကြောင်းမရှိဘူးလူကျွန်တော်တို့လူတူတယောက်ရဲ့ဟိုဟာအခြေအနေနဲ့ရှင်းပြမယ်ဆိုလို့ကျွန်တော်တို့ကဥထုတ်ဆောင်တာ identity အများကြီးပဲခုမှတ်တာကကျွန်တော်ဟိုပါပေါ့ချင်းလေးဖြစ်တယ်အဲချင်းထဲမှာခုနပြောဆို data လိုက်ခွင့်မယ်ဆိုရင်ကျွန်တော်ကဟာကဘက်ကပြီးတော့ထပ်ပြီးတော့ဆင်းပြီးတော့ပြောမယ်ဆိုရင်ဇုံဖေးဘက်ကအဲ့တော့ဘာဖြစ်အဲ့ဒီအဆင့်တိုင်းမှာကျွန်တော်ပါလို့ရတယ်တုတ်တော်ကူဆောင်းထားတဲ့အုတ်ထုတ်ကိုသူ့နေရာနဲ့သူ့ချိန်ကနေဆောင်းတတ်ဖို့လိုတယ်ချင်းဖြစ်တဲ့အတွက်ချင်းနာမည်နဲ့ကျွန်တော်တို့တခုခုဆွေးနွေးပြီးဆိုချင်းမျိုးသားတယောက်အနေနဲ့ပြောမဟုတ်ဘူးလားပြီးတော့တစ်ဖက်ကဟာခါ community မှာတခုခုဆွေးနွေးကြကျွန်တော်ဟာခါ data တယောက်ဖြစ်တဲ့အတွက်ဟာခါတယောက်အနေနဲ့ပြောဇုံဖေးမှာဆွေးနွေးတဲ့ခါမှာဇုံဖေးတယောက်အနေနဲ့ပြောအဲ့ဒီသူဟိုပါပေါ့ခွေးတက်ဖို့ပဲအဓိကလိုတယ်အဓိကပြဿနာကိုဟိုပါပေါ့ဖွဲ့စည်းထားတဲ့ဖွဲ့စည်းရဲ့ဘန်ဒန်နဲ့ရည်ရွယ်ချက်နဲ့လုပ်ရမယ့်လုပ်ငန်းနဲ့ဟိုပါပေါ့မခွေးတက်လို့ရှိရင်နော်သူ့အကြောင်းအရာလိုက်သူ့အဆင့်လိုက်မခွေးတက်တဲ့ခါကျမခွေးတက်တဲ့ချိန်တွေမျိုးရှိတယ်ဆိုလို့ရှိရင်ဒါတော့အများကြီးမလူလားအတဲ့ပြဿနာတွေဖြစ်တတ်တာပေါ့အဲ့ဒါကြောင့်ကျွန်တော်ကတော့ဒီခုနပြောသလိုချင်းဟိုပါပေါ့ချင်းအမျိုးချင်းနာမည်ခံပြီးတော့တခုခုလုပ်ပြီးဆိုလို့ရှိရင်ကျွန်တော်လုပ်တဲ့ဟာတွေကျွန်တော်ပြောဆိုတဲ့ဟာတွေချင်းတမျိုးသားလုံးအတွက်ဖြစ်တယ်ဆိုတဲ့ဟာကိုအမြဲတမ်းအကောင့်ထဲမှာထည့်ဖို့လို့လိုတယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ချင်းမှာရက်ဖက်ဖွေးစီတွေတော့အများကြီးရှိပါတော့လေလူငယ်ဖွေးစီမှာလည်းအများကြီးပေါ့ကျွန်တော်တက်ကတူចောင်းတိုင်းမှာလည်းရှိပါတယ်ဟောအများသောအဖြစ်ဒီရီစီသွားနိုင်ဖို့အတွက်ကဖွေးစီကကြာမခံတတ်တာရှိတယ်ဆိုတော့အဲ့ဒါလေးဒီကြာခိုင်နိုင်အောင်ပေါ့နော် sustainability ဖြစ်နိုင်အောင်ဟိုဘာတွေကတော့ချစ်ဖြစ်မလဲပေါ့နော်ဒီရက်ဖက်ဖွေးစီတွေဒီကဟိုစစ်ဆက်သွားနိုင်အောင်ဘာကဒီကဟာအဲ့ဒါကဟိုပါပေါ့ဘာဖြစ်ကျွန်တော်အမြင်ပဲယူတာပြောမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့အရက်ဖက်အဖွဲ့အစည်းနေတဲ့တခုခုလှုပ်ရှားတဲ့တခုလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့မှကျွမ်းကျင်နဲ့နော်အာယုံဆိုင်ပြီးတော့မှမိမိစိတ်ဝင်စားဟိုရပ်ဖက်အဖွဲ့အစည်းလို့ပြောတဲ့ခါမှာဟိုအကြောင်းအရာလိုက်ကျွန်တော်တို့ဟိုကိုးရမှာလေနော်လူခွင့်ရေးကိုစိတ်ဝင်စားတဲ့ဖွဲ့ရှိမယ်တီတော်အကြောင်းစိတ်ဝင်စားတဲ့ဖွဲ့ရှိမယ်ဒါပေမဲ့မိမိကိုအရင်မေးပြီးတော့မှကျွန်မဒီဘာဝတိကစိတ်ဝင်စားတယ်လဲဒီစိတ်ဝင်စားတဲ့အလုပ်ကိုပိုင်နိုင်အောင်လုပ်နိုင်အောင်เนาะဟိုအရည်သွေးရှိတဲ့ quality ရှိတဲ့လုပ်ငန်းတွေလုပ်နိုင်မယ်ဆိုလို့ရှိရင်ဒါကတော့လူအတိုင်းဝိုင်းမှာကျွန်တော်တို့ကလူအတိုင်းဝိုင်းလေရေလူကျွန်တော်ရှိနေတဲ့ရွေးကတော့
ကျွန်တော်တို့ဆောင်ရွက်နေတဲ့အခန်းကဏ္ဍရှိနေဦးမှာပဲအဓိကပြဿနာကျွန်တော်တို့လုပ်တဲ့လုပ်ငန်းကိုမနိုင်တာပိုင်နိုင်မလုပ်နိုင်တာအဓိကရဲ့အားနည်းချက်ပဲအဲ့ဒါကြောင့်ကျွန်တော်တို့ကတယောက်ကပြောလိုက်တာစိတ်ဝင်စားလိုက်နေတွက်လောက်လိုက်အကြောင်းအရာကိုရွှေ့လိုက်အဲ့လိုမျိုးလုပ်တဲ့ခါကျတော့ကြာလာရင်ဒါဒီဘေးအခန်းကဏ္ဍမှာကျွန်တော်တို့ထိထိရောက်မလုပ်နိုင်ဘူးလေအဓိကကျွန်တော်ပြောချင်တာကတော့အခုခက်ခဲမှုတွေအများကြီးထဲမှာ funding တွေနော်ငွေကြေးရထောက်ပံ့တဲ့လူတွေမရှိတဲ့ဘိုင်းလေးအများကြီးရှိနေဒါကတော့ကျွန်တော်တို့သိပြီးသားဒါပေမဲ့ရရှိအတွက်ဘာပဲဖြစ်ဖြစ်ကိုရက်တည်နိုင်ဖို့ကိုဖွဲ့စည်းတစ်ခုလုပ်မယ်ဆိုလို့ရှိရင်တော့အဓိကတော့ခုနပြောသလိုကိုစိတ်ဝင်စားတဲ့အလုပ်နဲ့အဲ့ဒီကိုစိတ်ဝင်စားတဲ့အလုပ်ကိုပဲပိုင်နိုင်ကျွန်တော်တို့ရည်ရှိထားပြီးတော့မှအကောင်းဆုံးကြိုးစားကြမယ်ဆိုလို့ရှိရင်တော်တစ်နှစ်5နှစ်10နှစ်ကြာလာပြီဆိုရင်ဒီခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့မှကိုဒီဘလို့နဲ့မှဒီအကြောင်းအရာမှာတော့တော်တဲ့ထဲမှာတော့ပါမှာပဲအဓိကတော့ကျွန်တော်ပြောချင်တာဒီအချက်ပဲပေါ့နော်ဒီမိလုပ်တဲ့အလုပ်ကိုပဲအာယုံစိုက်ပြီးတော့ပိုင်နိုင်လုပ်ဖို့တော့လူတယ်လို့ထင်တယ်ဆရာလုပ်နေတဲ့ရုံးကလေဒီငင်းချိုင်းနဲ့ပတ်သက်ပြီးတော့ဒီနေ့ဆွေးနွေးပြီးတဲ့အဖွဲ့လို့ကြားသိရတာပေါ့ဆိုတော့ကျွန်တော်တို့ဒီချင်းလူငယ်နဲ့ကျောင်းသားတွေအတွက်ရောဒီငင်းချိုင်းမှာပူပေါင်းပါဝင်မှုအခြေအနေဘယ်လိုရှိတယ်လဲဒီပူပေါင်းပါဝင်မှုကဘယ်လောက်ရည်ကြည်တယ်လဲဆိုတော့ပြောပြပါအဓိကကျွန်တော်တို့တိုင်းပြည်ရဲ့ဒီအဓိကစင်ခေါ်မှုကကျွန်တော်တို့ခေါင်းဆောင်တွေအားလုံးကပြောနေကြတယ်ဒါပဲလေမြန်မာနိုင်ငံကတကယ်တဘာဝတရားဇာတာတွေတကယ်ချမ်းသာပေါ်ကျွေဝတဲ့နိုင်ငံဘာလို့ဒီလောက်အဆင်ဖြစ်နေရတာလဲเนาะအားလုံးကျွန်တော်တို့ခုနိုင်ငံဘယ်လောက်ချမ်းသာလဲဆိုတော့ကျွန်တော်တို့သိကြတာပဲဒါပေမဲ့နိုင်ငံကြီးစနစ်မကောင်းခဲ့လို့ကျွန်တော်အားလုံးကခံခဲ့ရတာလေနှစ်ပေါင်း90ကျော်ကျွန်တော်တိုင်းပြည်ကပြည်တွင်းစစ်နဲ့ရင်ဆိုင်နေရတော့ဒီတိုင်းပြည်ကထွက်တဲ့ဒီတန်ဖိုးရှိတဲ့ရတနာတွေအကုန်လုံးเนาะဘာနာငွေတွေအကုန်လုံးကတိုင်းပြည်ပြန်လေပြုတ်ပြင်ဖို့ရယ်တိုင်းပြည်ရှူတောင်ပေါင်းစုံကနေကန္တာပေါင်းစုံကနေတိုးတက်နိုင်ဖို့တွေအဓိကမထားဘဲနဲ့ကျွန်တော်တို့ဒီခုနပြောတဲ့ခုအတွင်းထဲကလက်နက်ကန်ပြိပက္ခတွေဖြစ်နေတဲ့ပုံမှာကျွန်တော်တို့မလူလားတဲ့နေရာမှာအတုံးစိတ်တွေတွားနေတဲ့ပုံမှာကျွန်တော်တိုင်းပြည်ကချွတ်ကြနေတာလူတွေအားလုံးသိတာပဲအဓိကတော့ကျွန်တော်ဘာကြောင့်လဲကျွန်တော်တိုင်းပြည်ရဲ့နိုင်ငံရေးစနစ်မကောင်းလို့ဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီစနစ်မကောင်းတဲ့ရွေးကတော့ကျွန်တော်တယောက်အနေနဲ့လောလောဆယ်အဆင်ပြေကောင်းအဆင်ပြေမယ်ဒီအခြေအနေမှာဆရာတယောက်အနေနဲ့အဆင်ပြေကောင်းအဆင်ပြေမယ်တော့ဆရာတို့ကျွန်တော်တို့ခုလောလောဆယ်အဆင်ပြေတယ်ဆိုတာဘယ်လောက်ခံမလဲကျွန်တော်တို့အာမခံချက်ဘာမှမရှိဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကျောင်းသားတွေကြည့်တက္ကသိုလ်ဘွဲရပြီဆိုရင်အလုံးလက်မဲ့ပြဿနာဒုတိုင်းပြည်ကြည့်ပါဘယ်လောက်เนาะသူတို့အခွင့်အလမ်းဘယ်လောက်ရှိလို့လဲဒါတွေကကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ကျမ်းမာရေးနေနဲ့တော်လကောင်းပညာရေးနေနဲ့တော်လကောင်းကဏ္ဍပေါင်းစုံကသူများနိုင်ငံထက်ခက်နောက်ကြအနောက်မှာကြံခဲ့ရတဲ့အခြေအနေကတော့အများကြီးဖြစ်ပါတယ်ဒါတွေအားလုံးဒီကျွန်တော်တိုင်းပြည်ရဲ့အုပ်ချုပ်ရေးစနစ်မကောင်းတဲ့အခြေအနေကြောင့်ဖြစ်တဲ့ပြဿနာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်နဲ့မဆိုင်ဘူးကျွန်မနဲ့မဆိုင်ဘူးဆိုပြီးတော့မှမပြောသင့်တဲ့ကိစ္စဖြစ်တယ်အဲဒါကြောင့်လက်ရှိငင်းချမ်းရေးတို့ဒီမိုကရေစီတို့ပြောတဲ့ခါမှာကျွန်တော်တိုင်းပြည်မှာမကောင်းတဲ့အုပ်ချုပ်ရေးစနစ်ကိုကောင်းတဲ့အုပ်ချုပ်ရေးစနစ်နဲ့เนาะကျွန်တော်တို့ပြန်လည်ပြုတ်ပြင်မယ်ဆိုရဲကျူးစားတဲ့ဒီကျူးစားချက်ဖြစ်ပါတယ်အဲ့ဒီပုံမှာခုနပြောသလိုတက္ကသိုလ်ကျောင်းသားတွေဘဝကျောင်းသားတွေဖြစ်เนาะအရပ်ဖက်ကလူတွေဖြစ်ကျွန်တော်တို့အားလုံးဝိုင်းဝန်းပြီးတော့မှဒီပြုတ်ပြင်ပြောင်းလေးလုပ်ငန်းမှာတော့ဝင်ပါဖို့တော့လိုတယ်ဘလူနည်းနဲ့ပါကြမလဲဒါတော့မိမိဘေးမှာနေလဲဘေးတန်အခြေအနေနဲ့ပတ်သက်ပြီးတော့မှကိုပါဝင်လူရတဲ့နီလန်တော့အများကြီးရှိတာပေါ့နော်အဲ့ဒါကြတော့ဘလူနည်းနဲ့ပါဝင်လူရတယ်ဆိုတာတွေကြတော့ကျွန်တော်လည်းအသေးစိတ်ဒီမှာမပြောလို့ပါဘူးဒါပေမဲ့ဒီစနစ်မကောင်းတဲ့ရွေးကကျွန်တော်တို့အားလုံးခံနေဦးမှာပဲအဲ့ဒါကြောင့်ကျွန်တော်တို့လူချင်းတော့ကောင်းတဲ့စနစ်ပေါ်လာပြီးဆိုလို့ရှိရင်လူမျိုးမရွေးဘာသာမရွေးเนาะတောင်ပေါ်မရွေးမေပြတ်မရွေးကျွန်တော်တို့အားလုံးအတွက်အဆင်ပြေတဲ့စနစ်ဖြစ်လာပြီးဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့နောက်သားတွေအတွက်လေအဒူတိုင်းပြည်ရဲ့နာကအတွက်လေလူအပ်တဲ့အခြေအနေလေးဖြစ်တယ်တိုင်းပြည်ရဲ့ဒီခုနပြောတဲ့ဒီမကောင်းတဲ့စနစ်ကိုကောင်းတဲ့စနစ်နဲ့ပြုတ်ပြင်ပြောင်းလဲမယ်ဆိုတော့အမြင်နဲ့ရွေချက်နဲ့
ဆက်လက်ဆောင်ရွက်နေတဲ့ပြုတ်ပြင်ပြောင်းလဲရေးတွေမှာတော့ကျွန်တော်တို့လူငယ်ပိုင်းကလည်းအများကြီးဝင်ပါဖို့တော့လိုပါတယ်ဒီလူမျိုးတစ်ခါလေးဝင်ပါတဲ့ချိန်မှာလည်းအဓိကတော့မိမိကိုယ်ကိုယ်လည်းဘာပဲဖြစ်အကူထိုက်တဲ့လူဖြစ်အောင်တော့ကျွန်တော်တို့အားလုံးကြိုးစားဖို့လိုတယ်။ကျောင်းသူသားတွေကလည်းမိမိကိုယ်ကိုယ်အကူထိုက်တဲ့လူတယောက်ဖြစ်ဖို့အရင်ကြိုးစားဖို့တော့လိုတယ်။ကိုကမိမိကိုယ်ကိုယ်အကူထိုက်တဲ့လူမဖြစ်ရင်ဘယ်လိုလုပ်ပြီးတော့ကျွန်တော်တို့တိုင်းပြည်အကူထိုက်တဲ့လူဖြစ်နိုင်မှာလဲတစ်ဖက်ကလည်းဘာပဲဖြစ်စနစ်မကောင်းလို့ပြောတော့လဲဒီကောင်းတဲ့စနစ်ဖြစ်လာမှပဲကိုကြိုးစားမယ်ဆိုတာမျိုးလူငယ်တွေကလည်းမစင်စားပဲတော့เนาะခုအခြေအနေကနေအကောင်းဆုံးဖြစ်အောင်လဲကြိုးစားတင်တယ်တိုင်းပြည်အတွက်လည်းအားပေးတင်တယ်မိမိကောင်းဖို့အတွက်လည်းကြိုးစားတင်တယ်လို့ကျွန်တော်ထင်ပါတယ်နောက်ဆုံးနေနဲ့ဗာများမှချင်ပါရှိနောက်ဆုံးနေနဲ့ဆိုတော့ရဲ့ဒီရှုအပ်ပေးနေတဲ့ကျောင်းသူကျောင်းသားတွေကျွန်တော်ရဲ့လူငယ်တွေအတွက်ဗာများမှချင်တာရှိကျွန်တော်နောက်ဆုံးနေနဲ့ဒီမှချင်တာကတော့လူငယ်တွေကျောင်းသားတွေပေါ့နော်ကျောင်းသူကျောင်းသားတွေအဓိကတော့ဒီမိမိကိုယ်ကိုအာကူထိုက်တဲ့လူတယောက်ဖြစ်အောင်အရင်ကြိုးစားကြပါဆိုတာကိုပဲကျွန်တော်ပြောလို့ပါတယ်အဲ့လိုလုပ်တဲ့ခါမှာကိုကျောင်းတက်တာပဲဖြစ်ဖြစ်ကျောင်းမတက်တဲ့လူတွေပဲဖြစ်ဖြစ်မိမိမှာပါရမီရှိတယ်ဆိုတာတော့အရင်သိဖို့လိုပါတယ်ကျွန်တော်ပညာရှင်ဖြစ်တိုင်းပညာရှင်ဖြစ်မှပဲတဲ့မဝင်ကျောင်းလုပ်လို့ရမယ်ဆိုတာမျိုးမဖြစ်ပါဘူးကိုကကျောင်းမတက်တဲ့လူငယ်ဒါဖြစ်တယ်ဆိုရင်ဒါဆိုရင်မိမိမှာပါရမီရှိတယ်ကိုစိတ်ဝင်စားတာပါလုပ်ငန်းလဲအဲ့လို cycle ပင်တာဝဒနာပါလားဒါဆိုရင်ဒီ cycle ပင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်ဆုံးဖြစ်အောင်ကြိုးစားကြပါဒီလိုပဲလုပ်မယ်ဆိုလို့ရှိရင်တော့အကူထိုက်တဲ့လူတယောက်ဖြစ်မှာပဲကျောင်းသူကျောင်းသားတွေကလည်းကျွန်တော်ကျောင်းတက်တဲ့ချိန်မှာဒါအချိန်အကန့်အသတ်ရှိပါတယ်3နှစ်တက်မလား4နှစ်တက်မလားအဲ့ဒီအတွင်းမှာအကောင်းဆုံးကြိုးစားကြပါခုနပြောသလိုဒီမိမိကိုယ်ကိုမိမိထိနိုင်ဖို့တော့အရေးကြီးဆုံးကဲဒီနေ့တော့ဒီစာဖတ်မယ်မနေ့ပြန်တော့ဒီစာဖတ်မယ်ဒီစာဖတ်တဲ့ချိန်မှာကျွန်တော်ဖုန်းမကန်ရဘူးဘာညာဒါတွေကမိမိကိုယ်ကိုသူမြလာပြုံးမှာမဟုတ်ဘူးเนาะကိုယ့်ဘာကိုထိန်းရမယ်ကိစ္စတွေဖြစ်ပါတယ်သူကလူတယောက်က24နာရီအချိန်ရတဲ့အတွင်းမှာစာဖတ်တယ်ဆိုတာလေဘေးချင်းခါမှာကျွန်တော်စာဖတ်တာစိတ်ဝင်စားဆုံးလေနော်ဒါမတူကြဘူးကဲကျွန်တော်ကဟိုည10နာရီ12နာရီကြာစာဖတ်တာဟိုပေါ့စိတ်ဝင်စားဆုံးဖြစ်တယ်နော်ဆိုလို့ရှိရင်ဒီအချိန်လေးကိုမိမိတိုးတက်ကြောင်းတိုးတက်ဖို့အတွက်ဒီစာဖတ်ဖို့အတွက်အဲ့ဒီအချိန်ကို2နာရီလေးကိုတော့ရထားလိုက်ဖေးထားလိုက်အဲ့ဒီအချိန်မှာတော့မိတ်ဆွေတွေလည်းလုံးဝဖုန်းမခေါ်နဲ့လို့ဖုန်းလွှာပိတ်ထားလိုက်ဒီလိုမျိုးလုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့တရက်ပြီးတရက်လေ့လာတဲ့ခါမှာလည်းအများကြီးတူးတက်ပါလာလိမ့်မယ်အဲ့လိုမျိုးမထိန်နိုင်တဲ့ရွေးကတော့ကျွန်တော်တို့ကြောင်းတက်တဲ့လူတွေကလည်းဟိုပါပေါ့ကျွန်တော်တို့အချိန်ကန်တက်တဲ့အချိန်တွေမှာဟိုတက်တင်တဲ့လောက်တော်တင်တဲ့လောက်တော်မှာမဟုတ်ပါဘူးကျွန်တော်တို့တိုင်းပြည်ဖွံ့ဖြိုးတယ်ဘာညာဆိုတော့တစ်ဖက်ကနေပြောမယ်ဆိုလို့ရှိရင်ဟိုပါပေါ့ကျွန်တော်တို့အရင်အတွေးခေါ်ဖွံ့ဖြိုးဖို့လိုတယ်လေအတွေးခေါ်ဖွံ့ဖြိုးဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ knowledge ကဟိုပါခြေပြန့်ဖို့လိုတယ်เนาะအသိဉာဏ်ကြွေဝဖို့လိုတယ်เนาะအသိဉာဏ်ကြွေဝဖို့လိုတယ်ကြွေဝဖို့ဆိုလို့ရှိရင်စာမျက်နှာဖတ်ဖို့เนาะလေ့လာဖို့လိုပါတယ်လို့အဲ့ဒါကြောင့်ခုတိုင်ပြည်အခြေအနေမှာပဲဖြစ်เนาะကျွန်တော်ဟိုနောက်ထပ်နိုင်ငံခြားသွားမှပဲလေ့လာပါမယ်ဆိုတာမျိုးအခုကလေးကနေဖြတ်ထားလိုက်ပါခုရတဲ့အခွင့်အရေးလေးနဲ့အကောင်းဆုံးကြိုးစားမယ်ဆိုတော့ဟိုပါပေါ့ဒီအသိစိတ်နဲ့ပေါ့နော်ကြိုးစားကြပါလို့တိုက်တွန်းရင်းနဲ့ပဲကျွန်တော်အမှားစကားလေးကိုဆုံးသက်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်လို့ချင်းပြတဲ့အတွက်ကျေးဇူးthank you